လုပ်ပေးသွားတယ်ပေါ့နော် KMUTT ရဲ့ MIS Scholarship Sharing ပတ်တူးလေးပဲဖြစ်ပါတယ်ဒီနေ့ပတ်တူးဗီဒီယိုလေးထဲမှာပြပြပေးသွားမှာကတော့မနေ့ကဗီဒီယိုထဲမှာဒါပြောခဲ့တဲ့ admission step ပေါ့နော် admission step မှာဒီလိုမျိုးကိုကြောင်းလျှောက်လိုက်ပြီဆိုလို့ရှိရင်နောက်ထပ်ပေါ့နော်ဒီကိုယ့်ရဲ့ application နေဘလို့ရှင်တော့ခုဒီ documents တွေပေါ့နော်ဒါတွေကဘယ်လို process မျိုးတွေနဲ့ကျောင်းဘက်ကနေပြီးတော့မှရွေးချယ်လဲ scholarship အတွက်ရော admission အတွက်ရောဘယ်လိုမျိုးတွေရှိလဲပေါ့နော်ဒီနေ့ကတော့အဲအကြောင်းလေးကို sharing လုပ်ပေးမှာပါဒီဥဆုံးကိုကဒီသူတို့ရဲ့ပေါ့နော် application website ထဲကနေပြီးတော့မှaccount ဖွင့်နေလိုအပ်တဲ့ information တွေ documents တွေ upload လုပ်လိုက်တယ်ဒါဆိုရင်ဒါကိုယ့်ဘက်ကအကြောင်းလျှောက်တဲ့ process ကတော့ပြီးသွားပြီပေါ့နော်ဒါဆိုရင်ကိုယ့်ရဲ့ application ကပထမဆုံးဘယ်လိုရောက်လဲဆိုရင်သူက admission office ကိုရောက်တယ်ပေါ့နော် admission office ကနေပြီးတော့မှအရင်ဆုံးကိုယ့်ရဲ့ application တစ်ခုလုံးပြန်ဆက်တယ်information တွေပြီးလို့ရှိရင်သူတို့ရဲ့တောင်းထားတဲ့ required documents တွေပေါ့transcript တွေပြီးလို့ရှိရင်ဒီအခြားသောလိုအပ်တဲ့ certificate တွေ CV တွေ portfolio တွေ recommendation letter တွေဒါတွေပါလာပေါ့နော်အဲ့လိုမျိုးတွေတခြားစစ်တယ်စစ်ပြီးတော့အကယ်၍ကိုယ့်ရဲ့ application ကလုံးဝ complete ဖြစ်တယ်ဆိုလို့ရှိရင်ဒါဒီအဆင့်တစ်ဆင့် pass ဖြစ်သွားပြီပေါ့နော်အဲ့ခါမှာဆိုရင် admission office ကနေပြီးတော့မှကိုယ့် email ပို့လိုက်မယ်ဒီလိုမျိုး documents တွေစစ်ဆေးတဲ့အဆင့်မှာ pass ဖြစ်သွားပါပြီနောက်ထပ်ကိုယ့်ရဲ့သက်ဆိုင်ရာဌာနဘက်ကိုဒီ application ကိုလွှဲပေးလိုက်ပါဆိုတဲ့ email တစ်ခုရလိမ့်မယ်ပေါ့နော်အဲ့တော့နောက်တစ်ဆင့်အနေနဲ့ကကြတော့ဒီ admission office ကနေပြီးတော့ဒါကိုရှောက်မဲ့ဌာနကိုရောက်သွားပြီပေါ့နော်sorry ပါဒီမှာ faculty လို့ရေးထားတဲ့အမှန်ကတော့ department ပေါ့နော်ကိုရှောက်မဲ့ဌာနစီကိုရောက်သွားပြီဆိုလို့ရှိရင်ဒါဌာနနေပြီးတော့မှကိုယ့်ရဲ့ application တွေကိုသူတို့ပြန်ပြီးတော့ review လုပ်တယ် review လုပ်ပြီးတော့သူတို့အဆင်ပြေတဲ့အကြောင်းသားတွေကို interview ပြန်ခေါ်တယ်ပေါ့နော် interview ကတော့ online ကနေပြီးတော့မှဒီ interview လုပ်တယ်ပေါ့နော်တပတ်လောက်နေပြီဆိုရင်တော့ကို result သိရတယ်ပေါ့နော်interview အောင်နေဘလို့ရှိရင်ကို admission ရသွားပြီပေါ့နော်ဒီလိုမျိုး email တစ်ခုထပ်ပို့ပါတယ်အဲ့တော့ဒါကဒီအဆင့်ထိကတော့အကုန်လုံးadmission လျှောက်တဲ့သူရော MIS round မှာဝင်လျှောက်တဲ့သူတွေရောအကုန်တူတူပဲပေါ့နော်အဲ့တော့ခုနောက်ပြောရမယ့်အဆင့်တွေကတော့ဒီ MIS scholarship round မှာဝင်လျှောက်တဲ့သူတွေပဲပေါ့နော်admission only ပဲလျှောက်တယ်ဆိုရင်တော့ခုနကဒီ interview pass ဖြစ်တဲ့ admission ရတဲ့ဒီမှာနေပြီးပြီပေါ့နော်အဲ့တော့ကိုက MIS scholarship လဲလျှောက်ထားတယ်ပြီးရင် interview မှာလည်းကောင်းကောင်းဖြေခဲ့တယ်ဒီကိုယ့်ရဲ့ department ကလည်းကိုယ့်ကိုသဘောကျတယ်ပေါ့နော်အဲ့လိုမျိုးဆိုလို့ရှိရင်ကိုယ့်ရဲ့သက်ဆိုင်ရာ department ကနေပြီးတော့မှကိုယ့်ကို nominate လုပ်ပေးဖို့လိုတယ်ပေါ့နော်ဒီ scholarship အတွက်ကိုဒီကျောင်းသူကို nominate လုပ်ပါတယ်ဆိုပြီးတော့အဲ့လိုမျိုးလုပ်ပေးဖို့လိုပါတယ်အကယ်၍ကိုယ့်ရဲ့ major နဲ့ကိုယ့်ကို nominate လုပ်လိုက်ပြီဆိုလို့ရှိရင်လည်းကိုက email ထည့်ရတယ်ပေါ့နော်ဒီ interview pass တဲ့ admission ရတယ်အဲ့ဒီအပြင်ကိုနောက်ထပ်mail တစ်ခုအနေနဲ့ပေါ့နော် MIS scholarship အတွက်ကိုဌာနဘက်ကနေ nominate လုပ်လိုက်ပါတယ်ဆိုတဲ့ mail တစ်ခုထည့်ရတယ်ပေါ့နော်အဲ့တော့ခုနပြောခဲ့သလိုမျိုးပဲဒီ faculty of engineering ပေါ့နော်ဒီ engineering faculty တစ်ခုလုံးရဲ့အောက်မှာ department က6ခုရှိတယ်ပြောချင်တာ engineering major 6ခုရှိတယ်ပေါ့နော်အဲ့တော့ဌာနတစ်ခုကနေပြီးတော့လူ1ယောက်သို့မဟုတ်2ယောက်ပေါ့နော်သူတို့သဘောကျတဲ့အကြောင်းသားတွေကို nominate လုပ်ပြီးလို့ရတယ်အဲ့တော့6ခုဆိုတော့ပြန်ည10ယောက်ပေါ့နော်ဒီ engineering major အားလုံးနဲ့ကနေပြီးတော့မှသူတို့စကားတင်10ယောက်ကိုသက်ဆိုင်ရာဌာနတွေကနေပြီးတော့မှ nominate လုပ်လိုက်တယ်အဲ့တော့အဲ့လူတွေရဲ့စာရင်းကဒီ faculty of engineering ဆိုတဲ့ပင်မအချုပ်ကိုပြန်သွားတယ်ပေါ့နော်သွားပြီးလို့ရှိရင်အဲ့ဒီ engineering ကနေပြီးတော့မှဒီဌာန6ခုကနေပြီးတော့ nominate လုပ်လိုက်တဲ့အဲ့ကျောင်းသား10ယောက်လောက်ရဲ့application တွေသူတို့ရဲ့ဒီ interview ဖြေခဲ့ရတယ်ဒါတွေသူတို့ပြန်စစ်တယ်ပေါ့နော်ပြန်စစ်ပြီးတော့ဒီ FOE ကနေပြီးတော့မှသဘောကျလို့ရှိရင်ထပ်ပြီးတော့မှ nominate ထပ်လုပ်တယ်ပေါ့နော်ရှေ့ရဗီဒီယိုတွေမှာပြောခဲ့တယ်လို့မျိုးဆိုလို့ရှိရင် FOE က2ယောက်ပဲပေးရပါတော့အဲ့တော့သူတို့သဘောကျတယ်သူတို့ scholarship ပေးခြင်းနဲ့ကျောင်းသား2ယောက်ကိုထပ်ပြီးတော့မှ nominate လုပ်တယ်ပေါ့အဲ့တော့မှသာလည်းရင်ကိုကဒါ MIS scholarship ရတာပေါ့နော်အဲ့တော့ scholarship ရခဏနီးလို့ရှိရင်ပေါ့နော်ဒီတော့ဆိုရင်မနေ့ပြန်ကလို့ကို result သိရတော့မယ်ဒီနေ့လိုမျိုးကိုစကားတင်ကျောင်းသားတွေမှာဒီနေ့လိုမျိုးကိုပါမဲ့2ယောက်ကိုတက်ထပ်ပြီးတော့ email ထပ်ပို့လိုက်တယ်ပေါ့နော်ထပ်ပို့တာမျိုးကြုံနေရတယ်ပေါ့နော်အဲ့တော့ဒါဆိုရင်တော့တေချာကြီးပေါ့နော်ပါတလောက်နီးပါတော့ဖြစ်နေပြီပေါ့ဒါပေမဲ့ဟို scholarship အတွက်ရွေးခံရဆိုတဲ့မေးတော့မဟုတ်သေးဘူးပေါ့နော်အဲ့တော့နောက်ထပ်တစ်ဆင့်အနေနဲ့ဘယ်ကိုသွားလဲဆိုရင်သူက IA office ကိုသွားတယ်ပေါ့နော် International Affairs Office ကိုသွားတယ်ပြီးရင်အဲ့ရနေပြီးတော့မှတစ်ဆင့်ဒီ MIS scholarship တွေကိုသူတို့တေချာရွေးချယ်ပြီးလို့ရှိရင်ဒါ result တွေထပ်ပြီးတော့မှ announce လုပ်တယ်ပေါ့နော်အဲ့တော့မှဒါဒီ scholarship အတွက်ရွေးချယ်ခြင်းခံရပါတယ်scholarship ရသွားပါပြီဆိုတဲ့ email ကိုတက်ထပ်ပို့တယ်ပေါ့နော်အဲ့တော့ဒီအဆင့်တွေကတော့ဒါ MIS scholarship ရှောက်တဲ့သူတွေ
ဖြတ်ရမယ့်အဆင့်တွေပေါ့နော်အများကြီးပဲပေါ့အဲ့တော့ဒီအဆင့်ဆင့် nominate လုပ်တာတွေပြီးလို့ရှိရင်အဆင့်ဆင့်ပြန်ပြီးတော့ကိုယ့်ရဲ့ documents တွေကို review လုပ်တာတွေပြန် check လုပ်တာတွေအများကြီးရှိတယ်ပေါ့နော်ဒီအတွက်ကြောင့်မလို့ကိုကအရင်လည်း competitive ဖြစ်တဲ့ scholarship လည်းဖြစ်တဲ့အတွက်ကြောင့်မလို့ရှောက်မယ်ဆိုရင်တော့တခြားလေးအချိန်ယူပြင်ဆင်ပြီးတော့မှရှောက်စေချင်ပါတယ်ဒါဆိုရင်တော့ဒီ sharing လုပ်ပေးသွားတဲ့ KMTT ရဲ့ MIS scholarship sharing part 1 part 2 video ကြည့်ပြီးတော့ဒီ scholarship ကိုရှောက်ဖို့အတွက် information တွေအများကြီးရသွားလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးပဲ good luck ပါ